အားလုံးဒီနေ့ဧပြီလ6ရက်2026အတွက်အနိုင်ရဖို့အလားအလာအကောင်းဆုံးဘောလုံးပွဲ၄ပွဲကို Pro Tips တွေနဲ့အတူအသေးစိတ်တွက်ချက်ပေးထားပါတယ်။ The Ipswich vs Birmingham England Championship ခန့်မှန်းချက် Asian 9 Home Win အနိုင်ရနိုင်ခြေ88တွက်ချက်မှု Ipswich ဟာဒီယာဒီမှာအိမ်ကွင်းခြေစွမ်းအလွန်ကောင်းမွန်ပြီးတန်းတက်ဖို့အတွက်အမှတ်လိုအပ်နေတဲ့အသင်းဖြစ်ပါတယ်။ Birmingham ကတော့အဝေးကွင်းမှာရုန်းကန်နေရပြီးနောက်ဆုံး5ပွဲမှာ3ပွဲအထိရှုံးနေထားပါတယ်။ Windrawal ရဲ့ခန့်မှန်းချက်အရ2-0ရလဒ်နဲ့အနိုင်ရဖို့ရှိပြီးယုံကြည်မှုအလွန်မြင့်မားတဲ့ large stake အဖြစ်သတ်မှတ်ထားပါတယ်။ New York vs Altrincham England National League ခန့်မှန်းချက် Asian 9 Home Win အနိုင်ရနိုင်ခြေ82တွက်ချက်မှု York ဟာလက်ရှိမှာအကောင်းဆုံး home ကိုပိုင်ဆိုင်ထားပြီးနောက်ဆုံး5ပွဲမှာ4ပွဲအထိအနိုင်ရထားပါတယ်။ Altrincham ကတော့ခြေစွမ်းမတည်ငြိမ်ပဲရုန်းကန်နေရပါတယ်။ Windrawal ရဲ့ algorithm အရ3-0ရလဒ်နဲ့အပြတ်အသတ်အနိုင်ရဖို့ခန့်မှန်းထားပြီးဒီနေ့အတွက်အသေးချာဆုံးပွဲတွေထဲကတစ်ပွဲဖြစ်ပါတယ်3 Juventus vs Genoa Italy Serie A ခန့်မှန်းချက် Asian 9 Home Win အနိုင်ရနိုင်ခြေ82တွက်ချက်မှု Juventus ဟာအိမ်ကွင်းမှာအမြဲတမ်းအားကောင်းတဲ့အသင်းဖြစ်ပြီး Champions League ဝင်ခွင့်အတွက်အမှတ်လိုအပ်နေပါတယ်။ Genoa ရဲ့ခြေစွမ်းကတော့အတက်ကြများနေပါတယ်။ 2-0ရလဒ်နဲ့အေးအေးဆေးဆေးအနိုင်ရသွားဖို့အလားအလာအလွန်ကောင်းပါတယ်။ Udinese vs Como Italy Serie A ခန့်မှန်းချက် Eden 9 Away Win